ညာကအင်းရှိရခွေးတွေအလို့ရက်ဝိုင်းဟောင်နေတာကြောင့်ဘာထူးတညာလုံးမျက်စိမမိတ်ရဲခဲ့ဘူးမိုးလင်းကန်ဒီမှာမေးကနေဖြစ်သွားချိန်အိမ်မက်ထဲမှာဆရာဟင်းရဲ့ရေတံကြီးကိုကြားလိုက်ရတယ်ရုတ်တရက်သူ့လက်ပင်ကိုအေးဆက်ဆက်လက်တစုံကလာညစ်ထားသလိုခံစားရလို့လက်နိုးလာတော့သူ့ရင်ဘတ်ပေါ်မှာတနေ့ကကောက်လာခဲ့တဲ့ခြေပြားဟောင်းကြီးတင်နေတာကိုတွေ့လိုက်ရတယ်ဘာထူးကအဲ့ဒါကိုအဝိစားနဲ့ထုတ်ပြီးတင်ထားတာပါဒါပေမဲ့အခုတော့အုပ်ထားတဲ့အဝိတွေကဘေးမှာလွင့်စင်နေပြီးကြေးပြားကသူ့အသားနဲ့ဓာတ်ရိုက်ထိနေပါတယ်။ဒီကြေးပြားစီကထွက်လာတဲ့အေးဓာတ်ကဘာထူးရဲ့အသေးတဲ့အထိစိတ်ဝင်သွားတယ်လို့ပါပဲ။ဘာထူးအော်ဖို့ကြောစားပေမဲ့အတန်ကထွက်မလာပဲအသက်ရှူရမတက်ဖြစ်နေချိန်မှာအိမ်ရှိကဟေ့မောင်ရင်တတိထားဆိုတဲ့အတန်ဟင်းကြီးထွက်လာတော့မှဘာထူးအသက်ဝဝပြန်ရှူနိုင်မှာတော့တယ်။အိမ်ရှိမှာအဖြူရောင်ဝတ်စုံနဲ့အေးဆေးတည်ငြိမ်နေတဲ့ဦးလောကတယောက်ရက်နေတယ်။ဘာထူးကတော့အင်ကြီးတော်မွေးနိုင်ပဲတုံတုံရင်ရင်နဲ့ထွက်လာပြီးဆရာကဲပါအောင်ဒါကြီးကကျွန်တော်နောက်ကိုလိုက်နေတယ်လို့အာကိုတကြီးပြောမိတော့တာပါပဲဦးလောကဘာထူးရဲ့လက်ဖွားကအမတ်အသားကိုတစ်ချက်ကြည့်ပြီးခေါင်းငိန်တယ်ဒါကတာမန်ပစ္စည်းမဟုတ်ဘူးဘာထူးဒါအညိုးအသေးတွေနဲ့သုံးလုပ်ထားတဲ့ဝိညာဉ်ချုပ်အင်းပြားပဲလို့ပြောပြီးဘာထူးကိုအိမ်ရှိကကုတ်ပြစ်မှာထိုင်ခိုင်းလိုက်တယ်ဦးလောကစေးတံကိုတစ်ချက်ဖွာရင်မျက်လုံးကိုမှိတ်လိုက်တယ်လွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်ကဒီနေ့မှာနာမည်ကြီးတဲ့အောက်လန်းဆရာအောင်တင်ဆိုတာရှိခဲ့ဘူးတယ်။သူကသူ့ရဲ့အောက်လန်းပညာတွေအထွတ်အထိပ်ရောက်ဖို့အတွက်တာမန်ဝိညာဉ်တွေမဟုတ်ပဲသူ့ကိုအချစ်ဆုံးသူတွေရဲ့ဝိညာဉ်ကိုမှလိုချင်ခဲ့တာ။တညမှာအောင်တင်ကသူ့ရဲ့တူးရဲသောသမီးလေးကိုအိမ်မွေးချပြီးရစ်ပလင်ပေါ်တင်ခဲ့တယ်။သမီးလေးရဲ့သွေးတွေနဲ့ဒီကြေးပြားကိုတွန်းလုပ်ပြီးဝိညာဉ်ကိုအတင်းအဓမ္မချုံနှောင်ခဲ့တာပေါ့။သမီးလေးတေကန်ဒီမှာနာကျင်လွန်းလို့အော်လိုက်တဲ့အတန်ကတရွာလုံးကိုတုန်ခါသွားစေခဲ့တယ်။အဲ့ဒီနေ့ကစပြီးဒီကြေးပြားဟာဝိညာဉ်ချုပ်ကြေးပြားဖြစ်လာပြီးကင်တဲ့သူတိုင်းကိုဝိညာဉ်တွေကလိုက်ချောက်တော့တာပဲ။အောင်တင်ဟာလည်းအဲ့ဒီကြေးပြားတွေကထွက်လာတဲ့အညိုးအသေးတွေကြောင့်နောက်ဆုံးမှာယူသွတ်ပြီးကိုတက်တည်သွားခဲ့တယ်။အခုဆရာဟင်းကအဲ့ဒီချုံနှောင်လာတဲ့ဝိညာဉ်တွေကိုပြန်နှိုးပြီးသူ့ရဲ့အစေခံတွေအဖြစ်သုံးဖို့ကြိုးစားနေတာ။ဒီကြေးပြားကဟိုတနေ့ကမိန်းကလေးရဲ့ကိုယ်ထဲမှာရှိနေခဲ့တာလေဝိညာဉ်ကိုနှင်ထုတ်ဖို့မဟုတ်ဘူးဝိညာဉ်ကိုအဲ့ဒီထဲမှာအချင်းချထားဖို့ပဲအခုအဲ့ဒါကမင်းလက်ထဲရောက်နေတော့အဲ့ဒီထဲမှာပိတ်မိနေတဲ့ဝိညာဉ်တွေကမင်းစီကနေလွတ်မြောက်ရလမ်းစာကိုရှာနေကြပြီဘာတို့တယောက်မျက်ရည်တွေဝိုင်းလာပြီကျွန်တော်ဘာမှမလုပ်ရဲဘူးဆရာဒါကြီးကိုလွတ်ပစ်လိုက်လို့မရဘူးလားလို့မေးလိုက်တယ်ဦးလောကပြောင်းပြီးလွတ်ပစ်လို့မရတော့ဘူးဘာတို့မင်းလက်ကအမှတ်အသားကစာချုပ်တစ်ခုပဲမင်းမရွေးချယ်စရာ2လမ်းပဲရှိတယ်တလန်းကတော့ဆရာဟိန်းလက်ထဲမှာအတုံးချခံပြီးအသက်ပါပေးလိုက်မလားနောက်တလန်းကတော့မင်းကိုယ်တိုင်အင်အားရှိအောင်လုပ်ပြီးဒီဝိညာဉ်တွေကိုလွတ်မြောက်ခွင့်ပေးမလားဆိုတာပဲဘာထူးကကြောက်နေတော့ဖြစ်ပေမဲ့သူ့စိတ်ထဲမှာထူးဆန်းတဲ့ခံစားချက်တစ်ခုဝင်လာတယ်သူဟာသားကောင်တယောက်မဟုတ်တော့ပဲရဆုံတစ်ခုကိုပြောင်းလဲနိုင်တဲ့သူတယောက်ဖြစ်လာရမယ်ဆိုတဲ့အတိမျိုးဝင်လာခဲ့ပါတယ်သူတို့စကားပြောနေတော့မှပဲအိမ်ရှိကတစ်ပင်တွေကလေမတိုက်ပဲတဝေါနဲ့လှောက်ခတ်လာတယ်အဝေးကနေအနက်ရောင်ဝတ်စုံတဲ့လူတစ်ယောက်ကသူတို့ကိုစိုက်ကြည့်နေတာကိုတွေ့လိုက်ရတယ်။ဆရာဟင်းကသူ့ပစ္စည်းကိုပြန်ရဖို့အတွက်လူကိုယ်တိုင်လာတော့မယ်ဆိုတာကိုသတိပေးလိုက်တယ်လို့ပါပဲ။ဒီလိုဇာတ်လမ်းကောင်းလေးတွေကိုအမြဲတမ်းဆင်ခြင်နေဆိုရင်တော့ Story.mm အကောင့်ကိုအပေါင်းလေးနဲ့ follow လေးလုပ်ခဲ့ပါနော်။